ပရိသတ်များအားလုံးမင်္ဂလာပါဒီကနေ့2026ခုနှစ်မတ်လ17ရက်ဗုဒ္ဓဟူးနေ့ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ကျွန်မကတော့ဇာကြီးစိန်ပါအကြံဖက်စစ်တပ်ရဲ့လေရင်တွေနဲ့အကျဉ်းချင်းအပြင်းထန်ဘုံကျဲနေတဲ့ကြားတွေကအာရခတပ်တော် AA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ဟာနေရီကန်လေကြောင်းရန်ကာကွယ်ပေမဗျူဟာကုန်းကိုစတင်ထိုးစစ်ဆင်တက်ခိုက်နေတဲ့ဆိုတဲ့သတင်းပခုတ်ကူတမ100ကထွက်လာတဲ့ကာစီ180ကျော်ပါစစ်တပ်ရိတ်ခါပိုးရင်နဲ့ကာပါစာ22ကိုရောက်ရှိလာပြီးပသိမ်မုံရွာလမ်းပိုင်းကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတဲ့ဆိုတဲ့သတင်းနဲ့အတူတခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အကြံဖက်စစ်တပ်ရဲ့လေရင်တွေနဲ့အကျဉ်းချင်းအပြင်းထန်ဘုံကျဲနေတဲ့ကြားတွေကအာရခတပ်တော် AA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ဟာနေရီကန်လေကြောင်းရန်ကာကွယ်ပေမဗျူဟာကုန်းကိုစတင်ထိုးစစ်ဆင်တက်ခိုက်နေပြီလို့သတင်းရရှိပါရယ်။ကာကင်းတွေတချို့သိမ်းပိုက်တဲ့တချို့ကာကင်းတွေကနောက်ဆုတ်ပြီးတောင်ပေါ်ကပေမဗျူဟာကုန်းမှာသွားပေါင်းကြတဲ့ကာကင်းစခန်းကစစ်သားတွေပေမဗျူဟာကုန်းကိုစုသွားတဲ့အချိန်မှာ AA နဲ့ပူးပေါင်းတပ်တွေကတပြိုင်နက်တည်းထိုးစစ်ဆင်တက်ခိုက်တာစစ်တပ်ကလည်းလေကြောင်းကနေအပြင်းထန်ဘုံကျဲတက်ခိုက်တာဒါပေမဲ့မဟန်တားနိုင်ဘူးလက်ရှိတိုက်ပွဲအပြင်းထန်ဆုံးအနေအထားကိုရောက်နေပါတယ်လို့ဒေတာတွင်စစ်ရေးသတင်းရင်းမြစ်တအုပ်ကပြောပါတယ်လက်ရှိတိုက်ခိုက်ခံနေရတဲ့နေရီကန်တောင်မော်ကုန်းဟာဗျူဟာကုန်းထိုင်ထားတဲ့နောက်ဆုံးအဆင့်တောင်ကုန်းဖြစ်ပြီးစစ်ကော်မရှင်ရဲ့မြန်မာနိုင်ငံအနောက်ချမ်းတစ်ခုလုံးအတွက်အဓိကအချက်ချာကြတဲ့လေကြောင်းရန်ကာကွယ်ရေးစခန်းဖြစ်တယ်လို့သိရှိရပါတယ်နေရီကန်တောင်ဗျူဟာကုန်းရဲ့အဓိကကာကင်းစခန်းတွေကိုအခုလမတ်လပထမပတ်အတွင်းအာရခတပ်တော်နဲ့ပူးပေါင်းတော်လှန်ရေးတပ်တွေကတစ်ခုပြီးတစ်ခုသိမ်းပိုက်ပြီးနောက်ဆုံးအဆင့်ပေမဗျူဟာကုန်းကိုထိုးစစ်ဆင်တက်ခိုက်လာတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အခု AA ကလည်းလက်နက်ကြီးတွေ drone တွေနဲ့အကြီးအကျယ်ပစ်တယ်။အရင်တစ်ခါမှဒီလိုလက်နက်ကြီးမျိုးသုံးတာမရှိဘူး။နောက်ပြီးစနိုက်ပါတွေနဲ့ပါပစ်တာရှိတယ်။အဲ့ဒီပေမကုန်းလည်းတိတ်မကြဘူးကြောက်သွားမယ်ထင်နေစစ်သားတွေကအရင်ကတည်းကစိတ်သက်ကြပြီးထွက်ပြေးနေကြတာ။ဒီလို AA ကအပြင်းထန်တိုက်ခိုက်တော့ခံနိုင်မယ်မထင်ဘူးလို့သူကဆက်ပြောပါတယ်။စစ်ကော်မရှင်ဘက်ကလည်းအဲ့ဒီနေရီကန်တောင်ပေမဗျူဟာကုန်းမကြဖို့လေကြောင်းနဲ့အပြင်းထန်ခုခံကာကွယ်နေပြီးတိုက်ပွဲမှာအလွန်ပြင်းထန်နေတယ်လို့လည်းသိရပါတယ်။ဒါအပြင်နေရီကန်တောင်ကိုတော်လိုင်းရေးတပ်တွေကစားနေခါတွေကိုဖျက်တောက်ပြီးတော့ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့်စစ်ကော်မရှင်စစ်ကြောင်းတွေအင်အားရာနဲ့ချီလက်အောင်လန်းတစ်နှစ်ဖက်လုံးကနေလာနဲ့ချီပြီးထိုးစစ်ဆင်နေပေမဲ့ဗစီကြီးရွာနဲ့ခုတ်ကြီးကြီးရွာတွေကိုမကြော်နိုင်ပဲအေးနဲ့ပူးပေါင်းတော်လိုင်းရေးတပ်တွေရဲ့ခြေမုံတာကိုစက်တိုက်ခံနေရတယ်လို့လည်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်တပ်ကစိတ်ကြိုက်ရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ဖို့ရှိပြီးလာမယ့်လွှတ်တော်မှာဆွေးနွေးဆုံးဖြတ်ဆောင်ရွက်သွားမယ်လို့အကြံဖက်မင်းအွန်လိုင်းကပြောဆိုလိုက်ကြောင်းသတင်းရရှိပါရယ်။အရင်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့2021ခုနှစ်ကနေ2025ခုနှစ်အထိဆီအာနာသိန်းကာလအခြေအနေများပြန်လည်သုံးသပ်ပွဲမှာအကြံဖက်မင်းအွန်လိုင်းကအဲ့လိုပြောဆိုလိုက်တာဖြစ်တယ်လို့သိရပါရယ်။အခြေခံဥပဒေတွေနဲ့ပတ်သက်လို့ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံအသီးသီးမှာလည်းပြင်ဆင်နေကြတဲ့အခြေအနေတွေရှိနေကြကြောင်းလက်ရှိအခြေခံဥပဒေဟာ1992ခုနှစ်အမျိုးသားညီလာခံကစတင်အခြေပြုရေးဆွဲခဲ့တာဖြစ်လို့အခုခေတ်စနစ်နဲ့အညီပြုပြင်ဖို့ရှိနိုင်ကြောင်းအခြေခံဥပဒေဟာခိုင်မာမှုရှိပါကပုံမကောင်းမွန်တာကြောင့်ဥပဒေရေးဆွဲရမှာအရှိမြော်တွေ့ပြီးဗပေါင်းဆောင်ကနေစဉ်းစားရေးဆွဲဖို့လိုကြောင်းတခြားအဓိကကျတဲ့ဥပဒေများရေးဆွဲရမှာလေအဲ့ဒီအချက်ဟာအရေးပါကြောင်းအကြံဖက်မင်းအွန်လိုင်းကဆိုပါတယ်အဲ့လိုမျိုးဆွေးနွေးတဲ့နေရာမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့တောင်းဆိုချက်တွေဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ပြင်ဆင်ရေးကိစ္စရပ်တွေဒေသနဲ့တိုင်းပြည်အတွက်အမှတ်တကယ်လိုအပ်တဲ့ဖြစ်တင်ဖြစ်ထိုက်တဲ့အချက်တွေကိုအကြည်အလဲဆွေးနွေးနိုင်ခဲ့ကြောင်းဆွေးနွေးနိုင်ခဲ့တဲ့အချက်တွေကိုလာမယ့်လွှတ်တော်မှာထပ်မံဆွေးနွေးသွားမှာဖြစ်ပြီးလွှတ်တော်ရဲ့ဆုံးဖြတ်ချက်တွေနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအကြံဖက်မင်းအွန်လိုင်းကပြောဆိုခဲ့တယ်လို့လည်းသိရပါဗျ။လက်ရှိငြိမ်းချမ်းရေးနဲ့ပတ်သက်လို့လည်းမဖြစ်မနေတိုးတက်မှုရှိအောင်ဆောင်ရွက်သွားမှာဖြစ်ပြီးပြည်သူလူထုအကျိုးကိုရှေ့ရှုပြီးဖြစ်ချင်တာထက်ဖြစ်တဲ့နာကိုဆောင်ရွက်ရမှာဖြစ်ကြောင်းစစ်တပ်အနေနဲ့တနိုင်ငံလုံးပြစ်ခတ်တက်ခိုက်မှုရဲစရေးသဘောတူစာချုပ် NCA လမ်းကြောင်းပေါ်မှာခိုင်ခိုင်မာမာနဲ့ဆက်လက်ရှောင်လန်းလျက်ရှိပြီးငြိမ်းချမ်းရေးကိုတိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက်လည်း2022ခုနှစ်ကိုငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း NCA လက်မှတ်ရေးထိုးပြီးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့89ကြိမ် NCA လက်မှတ်ရေးထိုးထားခြင်းမပြုရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့25ကြိမ်နိုင်ငံရေးပါတီတွေနဲ့22ကြိမ်ငြိမ်းချမ်းရေးအကျိုးဆောင်တွေနဲ့73ကြိမ်
စုစုပေါင်း149ကြိမ်တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်းအကြံဖက်မင်းအောင်လှိုင်ကပြောဆိုခဲ့တယ်လို့လည်းသိရပါတယ်။ဒါပြင်အကြံဖက်မင်းအောင်လှိုင်ကလာမယ့်မတ်လမှာလွှတ်တော်ခေါ်ယူပြီးABလမှာထွက်ပေါ်လာမယ့်အစိုးရတစ်ထံကိုအာဏာလွှဲပြောင်းပေးနိုင်တော့မယ်လို့လည်းထုတ်ဖော်ပြောဆိုခဲ့ကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းပခုတ်ကူမြို့တမ101ကထွက်ခွာလာတဲ့ကာစီ180ကျော်ပါစစ်တပ်ရိတ်ခါရင်းနဲ့ဟာကပါစာ22ကိုရောက်ရှိနေပြီးပသိမ်မုံရွာလမ်းပိုင်းကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့စိတ်ဖြူပြောက်ကြားတကူတော်ကြာဆိုပြည်သူ့ကာကွယ်ရေး LDF ကိုကြားစိုးထံကနေသတင်းရရှိပါရယ်မတ်လ9ရက်နေ့မနက်ပိုင်းမှာပခုတ်ကူမြို့အခြေဆိုင်တမ101ကနေကာအစီးရေ90ကျော်ပါရိတ်ခါရင်းတဲ့နဲ့ညာဦးဘက်ကထွက်လာတဲ့ကာအစီ20ပါရင်းတဲ့ဟာအဲ့ဒီနေ့ည7:00နာရီခန့်မှာကပါစာ22အတွင်းကိုရောက်ရှိလာတာဖြစ်တယ်လို့သိရပါဗျ။မတ်လ10ရက်နေ့မနေ့ပိုင်းမှာလည်းစိတ်ဖြူမျိုးနဲ့ခြားထောက်ရွာမှာရှိနေတဲ့ကြံခဲ့တဲ့ကား55စီးပါရင်းနှန်းဟာလည်းကပါစာ22ကိုထပ်မံရောက်ရှိလာကလက်ရှိအချိန်မှာကားအစီးရေ182စီးနဲ့ပသိမ်မုံရွာလမ်းပိုက်ကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာဖြစ်တယ်လို့သိရပါဗျ။ပခုတ်ကူတမ101ကထွက်လာတဲ့စစ်ခွေးရိတ်ခါတင်ရင်းနှန်းကတော့ကပါစာ22ထဲကိုရောက်သွားပြီးအစည်းရေကအားလုံးပေါင်း182စီခွေးရင်အားက1000ကျော်ရှိမယ်မနက်9နာရီခွဲတုန်းကစထွက်လာတာပကုတ်ကူတမ101ကနေအစီ90ကျော်ခန့်နဲ့ပကံညာဦးဘက်ကနေရောလာတာညာဦးဘက်ကနေမှအစီ20ကျော်နဲ့ဒီကြောက်ပရောင်ဘက်ကလည်းပါတယ်ကပါစာ21ကနေလည်းပါတယ်ပကံညာဦးဘက်ကနေမှကြောက်ပရောင်ဂွေးကျို6စိတ်ဖြူအဲ့လမ်းပိုင်းတွေကနေကပါစာ22ကိုလာတာပါကပါစာ22ကိုရောက်တာက9ရက်နေ့ည7နာရီခွဲခန့်မှာအစီးရေ130ကျော်ရောက်တယ်17ရက်နေ့မနက်ထပ်ပြီးတော့55စီးထက်ရောက်တဲ့ရောက်နေတဲ့ခွေကားတွေကလည်းတပါးရဲပါလာတဲ့ကားတွေစိတ်ဖြူမျိုးနဲ့ခြေထောက်ရွာမှာကျန်နေတဲ့ကားတွေပါထက်ရောက်သွားတာလို့စိတ်ဖြူပျောက်ကြားတကူတော်ကြဆိုပြည်သူ့ကာကွယ် LDF ကိုကြဆိုကပြောပါရယ်အဲ့ဒီကားအစီးရေ182စီးပါရင်းနဲ့ဟာမတ်လ10ရက်နေ့ညနေ4နာရီခန့်ကစတင်ပြီးပသိမ်မုံရွာလမ်းပိုင်းတစ်လျှောက်ရှိပေါင်မြို့နယ်တောင်ပိုင်းကျေးရွာတွေအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာနိုင်ကြောင်းအဲ့ဒီလိုစစ်ကြောင်းထိုးလာနိုင်တာကြောင့်စိတ်ဖြူပေါက်လမ်းပေးနဲ့ပသိမ်မုံရွာလမ်းပေးတစ်လျှောက်ရှိကျေးရွာပေါင်း20ခန့်ကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရကြောင်းသိရပါဗျ။ဒါပြင်လက်ရှိအချိန်မှာနှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့်ကပါစာ22မြောက်ဘက်ပိုင်းကစလို့စိတ်ဖြူပေါက်လမ်းပိုင်းကိုပိတ်ထားပြီးပြည်သူတွေအနည်းနဲ့လေကြောင်းရဲ့အန်တီရဲကိုတတိပြုနေထိုင်ကြဖို့ဒေတာရင်တော်လိုင်းအင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားကြကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ပုံဝိုးကျေးရွာအုပ်စုအတွင်းရှိပုံဝိုးကျေးရွာနဲ့ဖွယ်ဟင်ကျေးရွာနီးမှာစစ်ကောင်စီတပ်နဲ့ SSPP SSA တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါရယ်။မတ်လ10ရက်နေ့မနက်7:15မိနစ်အချိန်ကစတင်ကစစ်ကောင်စီတပ်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP SSA တို့အကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါရယ်။တိုက်ပွဲဖြစ်ရတဲ့ဖြစ်စဉ်မှာစစ်ကောင်စီတပ်ရဲ့ခမာယာ115တရင်ကအင်အား100ဝန်းကျင်ခန့်ဟာပုံဝိုကျေးရွာအနီး SSPP SSA တပ်စခန်းရှိတဲ့နေရာကိုထိုးစစ်ဆင်ဝင်ရောက်လာခဲ့ပြီးစတင်ပစ်ခတ်ရာကနေနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့ SSPP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီနှစ်ဖက်ထိတွေ့တိုက်ပွဲဟာမနက်7:15မိနစ်ကနေနေ့လယ်12:25မိနစ်အချိန်ထိဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းနှစ်ဖက်ထိကကြာဆုံးမှုတွေရှိမရှိကိုလည်းမသိရသေးဘူးလို့ SSPP ကဆိုထားပါတယ်။လက်ရှိအချိန်မှာတော့စစ်ကောင်စီတပ်ဟာပုံဝိုးကျေးရွာ၊ကံဟင်ကျေးရွာတော်လီကျေးရွာနဲ့လေလွယ်ကျေးရွာတို့မှာစစ်အင်အားဖြည့်တင်းကနှစ်ဖက်စစ်ရေးတင်းမာမှုတွေဆက်တိုက်ရှိနေတယ်လို့လည်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်မှာရဲတွေအသက်ခံရတဲ့ဖြစ်စဉ်ကအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစာသုံးလုံးအရာရှိနဲ့ရွှေပောက်ကံမြို့တေကလူမိုက်တွေအချိန်များရာကနေစတင်ခဲ့တာလို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတချို့ထံကနေသတင်းရရှိပါရယ်။မတ်လ9ရက်နေ့ည10:00နာရီဝန်းကျင်မှာရွှေပောက်ကံမြို့တေစနစ်ရက်ွက်ခွဲပကံလမ်းမကြီးစနစ်ဈေးထိန်မှာရွှေပောက်ကံလူမိုက်အောင်လေးအဖွဲ့နဲ့စာသုံးလုံးဒုတိယစုံစမ်းရေးမှူးအေးမင်းတို့အချင်းများခဲ့ကြတယ်လို့သိရပါရယ်။ရွှေပောက်ကံလူမိုက်အောင်လေးတို့နဲ့စာရဖာစာသုံးလုံးတို့စကားများရန်ဖြစ်တာကိုကင်းလေရဲတွေဝင်ရှင်းတာကိုနေကန်ရဲနဲ့နေကန်လူမိုက်အတူတူပဲဆိုတော့ဟိုကတကယ်လိုက်တိုက်တတ်တာဓာတ်တိုင်တွေတောင်လဲတယ်လို့ဖြစ်စဉ်ကိုသိရှိသူတို့ကပြောပါရယ်က
နဦးအမှုဖွင့်ထားချက်တွေအရကာတစီလမ်းပေါ်မှာကန်လန့်ပြက်ရထားပြီးအရက်မိုးနေတဲ့ရင်မောင်မြက်ကိုကလှည့်ကင်းရဲတွေကိုရှင်းပေးဖို့ပြောရကနေမြက်ကိုရဲ့ဖခင်ဦးကျင်ခရန်နဲ့ညီဖြစ်သူစာသုံးလုံးဒုတိယစုံစမ်းရေးမှုအေမင်တို့ကနောက်ထပ်ကားတစ်စီးနဲ့ရောက်လာပြီးတန်တုတ်တွေနဲ့ရိုက်နှက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ရဲတွေကဒဏ်ရာရသူတွေကိုအမှုဖွင့်စေးစာယူဖို့ပြန်ထွက်ချိန်မြက်ကိုကကားကိုပြန်ကွေ့ပြီးလှည့်ကင်းကရဲလေးဦးကိုကားနဲ့ဝင်တိုက်ပြီးတော့သူ့ရဲ့ဖခင်နဲ့ညီဖြစ်သူစာသုံးလုံးဒုစုံစမ်းရေးမှုကလဲကြတဲ့ရဲတွေကိုတန်တုံနဲ့ထပ်မံရိုက်သက်ခဲ့တာကြောင့်ရဲ2ဦးသေပြီး2ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။လူမိုက်တွေထဲမှာသေတာတော့မရှိဘူး။ဒဏ်ရာရတာတွေကလည်းမကြားမိဘူး။အကြီးကရဲဝင်ရှေ့မှာရဲနဲ့ဖြစ်သွားတာလူများတဲ့လူမိုက်တွေကသူတို့တဲကတချို့ကရွှေပေါက်ကန်ရဲစခန်းထဲမှာအချုပ်ထဲထည့်ထားတယ်ပြောတယ်လို့ရွှေပေါက်ကန်မြို့တင်မှာနေထိုင်သူတို့ကပြောပါတယ်။ရွှေပေါက်ကန်လူမိုက်အောင်လေးဟာပကံလမ်းမကြီးပေါ်စင်ပုံကွေးမှတ်တမ်းအနီးမှာတိုးဝါနက်မဲနဲ့ဘီလီယက်ခုံဖွင့်ထားတယ်လို့လည်းသိရှိရပါတယ်။လူမိုက်အောင်လေးနဲ့ရဲသတင်းပေးအောင်ကြီးကိုရွှေပေါက်ကန်မြို့တင်မှာနာမည်ကြီးပြီးရက်ွက်အတွင်းငွေညစ်တာတွေမတည့်သူတွေကိုဒလန်ကောင်းစင်တက်ပြီးတပ်ဖြတ်ခဲ့တာရှိတယ်လို့ဒေသခံတွေထံကနေသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ AR တိုင်းဟင်္သာတမြို့လေကနှစ်ပေါင်းရာချီတက်တန်းရှိနေပြီဖြစ်တဲ့ကတ္တရာလန်အတိုးကိုကတ္တရာထက်ခင်းကတမတော်နေဂုံပြူတာဆိုပြီးလမ်းဖွင့်ဝဲလုပ်ဖို့စစ်ကောင်စီကစီစဉ်နေတယ်လို့ဒေသခံတွေထံကနေသတင်းရရှိပါရယ်ဟင်္သာတမြို့ဥယျာဉ်မြောက်ရက်ွက်နတ်မော်လန်ကိုစစ်ကောင်စီကပြင်ဆင်ပြီးလမ်းဖွင့်ဝဲလုပ်ဖို့အကြီးအကျယ်ပြင်ဆင်နေတာလို့မြို့ကန်တအူးထံကသိရပါရယ်လမ်းကပေတထောင်လောက်ပဲရှိတဲ့လမ်းကိုတလမ်းမတောင်မထူတဲ့ကတ္တရာလန်ခင်းတာခင်းတုံးကလည်းဖုန်နေသေးတွေကြောင့်လူကြီးတွေဆိုကျဲမာရေးထိခိုက်ခဲ့ရတယ်ဖုန်နေထလို့ရေဖြန်းတာတောင်စီပင်ကလာတာတယ်ကတ္တရာတွေမဆွဲမှဆိုလို့တယ်လို့အဲ့ဒီလမ်းကကုန်းစုံဆိုင်ဝန်ထမ်းတအူးကပြောပါတယ်နတ်မော်လမ်းမှာစစ်ကောင်စီရဲ့စီပင်ဌာနပိုင်အဖြစ်သတ်မှတ်ထားတဲ့လမ်းဖြစ်ပြီးဗန်တွေကုန်းစုံဆိုင်တွေလျှက်စစ်ပစ္စည်းဆိုင်တွေအိမ်ဆောက်ပစ္စည်းဆိုင်တွေအပြင်ကားကိတ်လည်းရှိတဲ့လမ်းဖြစ်ကကိုလိုဒီခစ်ကလေးကဖောက်ခဲ့တဲ့လမ်းဖြစ်ပြီးမြို့လေကောင်မှာဖြစ်လို့နှစ်စဉ်ပြင်ဆင်မှုလုပ်နေတဲ့လမ်းလည်းဖြစ်တယ်လို့လည်းသိရပါတယ်အခုလည်းလမ်းအပြက်စီးမရှိပဲကတ္တရာပါခင်းပြီးလောက်ွယ်ဖော်ပြတာလို့မြို့ကန်တွေကပြောပါတယ်လမ်းကဘာမှပျက်စီးတာမရှိဘူးကတ္တရာနည်းနည်းလေးခင်းပြီးစီပင်ကသိန်းထောင်ကြီးစားသွားပြီးဒီလမ်းကိုမှထပ်ပြီးဖွင့်ပွဲလုပ်ပြမယ်ဆိုတာကမြို့ကန်တွေအတွက်ကတော့အရန်ဟာသားဆန်တယ်လို့ဟင်္သာတမြို့ဥယျာဉ်တောင်ရက်ွက်မှာနေထိုင်သူတို့ကပြောပါတယ်နတ်မော်လန်းထိပ်မှာဟင်္သာတမြို့အဝင်အဝိုင်းပတ်ရှိပြီးအာဇာနည်ပန်းချန်တွေလည်းကန်နေတာပါစစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက်ပိုင်းဟင်္သာတမြို့အဝင်ကအာဇာနည်ပန်းချန်တွေမှာအများသောအိမ်သာဆောက်ခဲ့ပါတယ်အခုလေလမ်းဖွင့်ပွဲအတွက်ဆိုပြီးနတ်မော်လန်းနဲ့ဟင်္သာတမြို့အဝင်အဝိုင်းပတ်ဆောင်ရာနေရာမှာတန်တယ်တွေတုံးပြီးလမ်းဖွင့်ပွဲဆိုင်ဖို့လှုပ်ထားတယ်လို့လည်းမြို့ကန်တွေထံကနေသိရပါတယ်ဟင်္သာတစီပင်ကစစ်တပ်ကိုဖားရပြီးလှုပ်တာအခုလိုလှုပ်တာစစ်တပ်တောင်ရှက်ဖို့ကောင်းတယ်တမျိုးလုံးသိနေတဲ့ရှက်ဖွယ်ကိစ္စကြီးစီပင်ကိုဝင်းစစ်လိုက်ခိုးတာအများကြီးပဲလို့ဟင်္သာတမြို့မြောက်ရီရက်ကွက်မှာနေထိုင်သူတို့ကပြောပါတယ်ဟင်္သာတမြို့ပေါ်မှာအရင်နှစ်2025ကလည်းစီပင်ဌာနတွေကနေလမ်းတွေကိုချဲ့မယ်ဆိုပြီးကွန်ကရစ်တွေခင်းခဲ့ပေမဲ့ရေမြောင်မလုပ်ခဲ့တာကြောင့်မိုးရီမှာရေစိမ်ဝင်ကနေကြပြီးတော့ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံတွေထံကနေသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တိုက်ပွဲတွေစစ်တွေမျိုးအနီးအနားထိကလာတာကြောင့်စစ်တွေမျိုးမှာတာဝန်ကျနေတဲ့ပြည်နယ်ခရိုင်မြို့နယ်အဆင့်အစိုးရအရာရှိကြီးတွေသာမကစစ်ဘက်အရာရှိကြီးတွေပါပြောင်းရွှေ့ဖို့အထူးလော်လာနေကြတယ်လို့ဝန်ထမ်းအတိုင်းဝိုင်းတွေထံကနေသတင်းရရှိပါရယ်အခုစစ်တွေမှာတာဝန်ကျနေတဲ့ပြည်နယ်ခရိုင်မြို့နယ်အဆင့်အရာရှိတွေအကုန်လုံးပြောင်းကျင်နေကြတယ်တချို့ဆိုရင်ယာရူအခြားခံပြီးတော့တောင်ပြောင်းမယ်လို့ပြောတာတွေရှိတယ်ပြောင်းရွှေ့ခွင့်ရဖို့နေပြည်တော်ကအရာရှိကြီးတွေအပူကန်နေတဲ့ဝန်ထမ်းတွေလည်းအများကြီးပဲနီလန်မျိုးစုံနဲ့ပြောင်းရွှေ့ဖို့ချင်းကပ်နေကြတယ်လို့စစ်တွေမျိုးကအမည်မဖော်လို့သူအစိုးရဝန်ထမ်းတို့ကပြောပါတယ်အဲ့လိုပြောင်းရွှေ့လို့သူတွေအထဲမှာစစ်ဘက်ဆိုင်ရာအရာရှိကြီးတွေရဲအရာရှိကြီးတွေလည်းပါဝင်ကြတယ်လို့သိရှိရပါတယ်အကောင်လုံးဘသူမှစစ်တွေမှာမနေကျင်တော့ဘူးသူတို့ကအန်းတို့ဘိုးသီးတောင်တို့မှာဖြစ်သွားတာတွေကိုမြင်ထားရတော့စစ်တွေမှာလည်းဒီလိုဖြစ်လာမှစိုးရိမ်နေကြတယ်အေးကစစ်တွေကိုသိရင်ပြေးစရာနေရာမရှိဘူးလေကြောင်းတစ်ခုတည်းပဲရှိတယ်နောက်ဆိုရင်လေကြောင်းကလည်းအစစ်မပြေနိုင်တော့ဘူးစစ်တပ်အရာရှိကြီးတွေရဲအရာရှိကြီးတွေလည်းပြောင်းကျင်လို့အထက်ကိုလက်ထိုးနေတာတွေတောင်ရှိတယ်လို့ကြားရပါတယ်လို့သူကဆက်ပြောပါတယ်အဲ့လိုစစ်တွေကနေပြောင်းရွှေ့လို့သူတွေများပြားနေတာကြောင့်စစ်တွေကရန်ကုန်ကိုဘယ်ဝင်နှမ်းမဆိုခ
ရီးသွားလာခွင့်ကိုခွင့်မပြုဘဲကန့်သတ်ထားပြီးပြည်내အဆင့်နဲ့စာယာဖာတို့ကထောက်ခံချက်မပါရင်ခရီးသွားခွင့်မပြုဘူးလို့လည်းသိရပါတယ်။စစ်တွေမြို့မှာအစိုးရရုံးတွေကိုဖွင့်လှစ်ထားပေမဲ့လုပ်ငန်းလည်ပတ်မှုမရှိကြောင်းရုံးတွေကိုအဖြစ်သဘောဖွင့်ထားကြောင်းတချို့ဝန်ထမ်းတွေအနေနဲ့အလုပ်ပြုတ်ရင်ပြုတ်ပါစေစစ်တွေကနေထွက်ခွာရရင်ပြီးပြီလို့သဘောထားနေတဲ့ဝန်ထမ်းတွေလည်းအများအပြားရှိနေကြောင်းစစ်တွေဒေသခံတအုပ်ထံကနေသိရပါတယ်။ရခိုင်ပြည်နယ်စစ်တွေမြို့အနီးကိုတိုက်ပွဲတွေနှိကက်လာချိန်စစ်တပ်လက်အောက်ခံဝန်ထမ်းများအစိုးရဝန်ထမ်းများခွင့်ပြုချက်မရပဲလေရင်ပြန်လက်မှတ်ဝယ်ခြင်းနေရပြန်ခြင်းများလုံးဝမပြုလုပ်ကြဖို့အကြံဖက်စစ်တပ်ကသတိပေးထားကြောင်းအစိုးရဝန်ထမ်းတွေထံကနေသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်တပ်ပိုင်မြမပလဲလုပ်ငန်း MPE နဲ့ပူပေါင်းလို့ဆောင်နေတဲ့ကနေဒါနိုင်ငံသားဟင်ဂျာအပါမိသားစုဝင်၄ဦးကိုစုံစမ်းစစ်ဆေးပြီးအရေးယူပေးဖို့ Justice for Myanmar GFN ကကနေဒါတော်ဝင်ရဲတပ်ဖွဲ့ RCMP ထံကိုတောင်းဆိုထားကြောင်းသတင်းရရှိပါရယ်ပြီးခဲ့တဲ့2024ဧပြီလမှာ GFN ကိုစားပြုတန်ခတ်ပိတ်ဆို့မှုဆိုင်ရာကနေဒါရှိနေများကကနေဒါနိုင်ငံရဲ့တန်ခတ်ပိတ်ဆို့အရေးယူမှုကိုချိုးဖောက်တယ်လို့တန်တရားရှိတဲ့အထောက်အထားတွေကိုကနေဒါရဲတပ်ဖွဲ့ထံကိုတိုင်ကြားစာပေးပို့ခဲ့ပြီးအဲ့ဒီမှာလေဝယ်ပေါက်ကြားလာတဲ့စာရွက်စာတမ်းတွေကုမ္ပဏီမှတ်ပုံတင်ဆိုင်ရာအချက်လက်တွေပါဝင်တယ်လို့သိရပါဗျ။အဲ့ဒီကနေဒါနိုင်ငံသား၄ဦးမှာပီတာဟာဂျာမာရီယိုစ်တာမကလီဟာဂျာဆာကီဟာဂျာနဲ့မိုက်ကယ်ပီယေဟာဂျာတို့ဖြစ်ပြီးသူတို့ဟာပလဲမွေးမြူခြင်းပြုပြင်ထုတ်လုပ်ခြင်းလေးလံတင်ရောင်းချခြင်းနဲ့ဝက်လဲကုန်သွယ်ခြင်းလုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ဘယ်ဖာရဲ့မိသားစုတွေဖြစ်တယ်လို့သိရပါဗျ။ဘယ်ဖာကုမ္ပဏီဟာစင်ကာပူမြန်မာဟောင်ကောင်နဲ့ကနေဒါနိုင်ငံတို့မှာကုမ္ပဏီခွဲတွေရှိနေပြီးလက်ရှိသတင်းသာရီတိုင်းရွှေကျော်မှာပလဲမွေးမြူကထုတ်လုပ်မှုဝေစုကိုစစ်တပ်ပိုင် MPE ကိုပေးခြင်းဟောင်ကောင်လေလံပွဲတွေကတဆင်ကမ္ဘာဈေးကွက်ကိုရောင်းချပေးခြင်းတို့နဲ့စစ်ကော်မရှင်ကိုဝင်ငွေရှာဖွေပေးနေပြီးအဲ့ဒီငွေတွေဟာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုဆက်လက်ကျူးလွန်ဖို့အထောက်ပံ့ဖြစ်စေတယ်လို့ GFN ကထောက်ပြပြောဆိုထားကြောင်းသိရပါဗျ။အဲ့ဒီကနေဒါနိုင်ငံသားဟာဂျာမီတာစုဟာတန်ခတ်ပိတ်ဆို့မှုတန်ကလွတ်ဖို့2024နဲ့2025ခုနှစ်အတွင်းသူတို့ရဲ့ရှယ်ယာတွေကိုပြင်သစ်နဲ့ဩစတြေးလျနိုင်ငံသားတွေထံလွှဲပြောင်းပေးခဲ့ပြီးဩစတြေးလျနဲ့ဥရောပသမဂ္ဂ EU တို့က MPE အပေါ်တန်ခတ်ပိတ်ဆို့မှုမချမှတ်ရသေးတဲ့ဟာကွက်ကိုအတုံးချကလုပ်ငန်းကိုဆက်လက်လည်ပတ်နေတာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါကြောင့်ကနေဒါအစိုးရအနေနဲ့နိုင်ငံတကာပိတ်ဆို့မှုတွေကြားမှာပဲမြန်မာစစ်တပ်အတွက်ဝင်ငွေရှာဖွေပေးနေတဲ့ဘက်ဖယ်ကုမ္ပဏီရဲ့ချိုးဖောက်မှုတွေကိုအမြန်ဆုံးစုံစမ်းစစ်ဆေးပြီးအရေးယူပေးဖို့နဲ့ EU နဲ့ဩစတြေးလျတို့အနေနဲ့လည်းစစ်တပ်ပိုင် MPE အပေါ်အမြန်ဆုံးတက်ခတ်ပိတ်ဆို့မှုချမှတ်ဖို့ GFN ကတိုက်တွန်းထားကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကော်မရှင်ရဲ့73စီချွေတာရေးပုတ်ကလေးကမော်တော်ယာဉ်တွေနဲ့ဆိုင်ကယ်တွေကိုစုံမစနစ်နဲ့ထိန်းချုပ်ထားခြင်းကိုမတ်လ17ရက်နေ့ကနေ18ရက်အထိကျင်းပမယ်။တက္ကသိုလ်ဝင်စာမွေးပွဲတက္ကသိုလ်ဝင်တန်းစာမွေးပွဲအတွင်းခေတ္တရန်နာထားမယ်လို့အုပ်ချုပ်ရေးနဲ့ရင်းနှီးရေးအတိုင်းဝဲထံကနေသတင်းရရှိပါရယ်။စာမွေးပွဲရက်ထဲမှာစာမွေးပွဲအကျိုးပို့အချိန်လေးပဲနေ့လယ်ပိုင်းစစ်ဆေးတာမျိုးဆက်လုပ်သွားမယ်။ဝန်ထမ်းတွေကသက်ဆိုင်ရာဌာနလူကြီးရဲ့ထောက်ခံချက်နဲ့စုံရဲမရဲ့မခွဲပဲစီးလို့ရပါတယ်။စုံမခွဲတာကနေမြေအလိုက်သတ်မှတ်ပြီးယူကြတာမျိုးပါပဲ။ဘလို့ယူရမလဲဆိုတာမျိုးတော့တိကျတဲ့ညွှန်ကြားချက်မျိုးတော့မသိရသေးဘူးလို့မန္တလေးတိုင်းရင်းနှီးရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်အဲ့ဒီအစီအစဉ်ကိုတရားဝင်မထုတ်ပြန်သေးပေမဲ့လက်ရှိအသိပညာပေးကာလမှာကျောင်းသားတွေအတွက်ကြိုတင်ပြောဆိုမှုတွေရှိသလိုသက်ဆိုင်ရာရက်ွက်တွေမှာလည်းလိုက်လံအသိပေးနေကြောင်းကျောင်းသားတွေနဲ့ကျောင်းကြိုကျောင်းဖို့မိဘတွေအနေနဲ့အသုံးပြုမဲ့ကိုပိုင်ကားနဲ့ဆိုင်ကယ်နံပါတ်တွေကိုသက်ဆိုင်ရာစာစစ်ဌာနတွေကိုကြိုတင်စည်ရေးပေးခြင်းများပြုလုပ်ရမှာဖြစ်တယ်လို့သိရှိရပါတယ်။မနေ့ကရက်ွက်ထဲမှာ12တန်းဖြည့်မဲ့ကလေးတွေကိုစာစစ်ဌာနတွေအကြိုပို့ဘလို့လုပ်မယ်ဆိုတာစရင်ကောက်တာမျိုးတွေရှိတယ်။စာမွေးပွဲရက်အတွက်အဆင်ပြေအောင်လုပ်ပေးဖို့လို့တော့ပြောသွားတာပဲ။အမှန်ကတရားဝင်စာထုတ်ပြန်ပေးတာမျိုးတွေလုပ်တင်တာလို့မဟာအောင်မြေမြို့နယ်မှာနေထိုင်သူတို့ကပြောပါရယ်။2025-2026ပညာသင်တဲ့တက္ကသိုလ်ဝင်းတန်းစာမွေးပွဲဝင်ရောက်ဖြစ်ဆိုမဲ့ကျောင်းသားကျောင်းသူ2,650,000ကျော်ရှိပြီးစာစစ်ဌာန890ကျော်ဖွင့်လှစ်ပေးသွားမယ်လို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသလိုမန္တလေးတိုင်းကဖြစ်ဆိုဖို့စရင်သွင်းထားသူဦးရေ4,900ကျော်ရှိပြီးစာစစ်ဌာန108ခုဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါဗျ။စာစစ်ဌာနတွေမှာတာဝန်ကျစာမွေးပွဲအခန်းဆောင်ဆရာဆရာမများတွာလာရေးကဆိုင်ကယ်တွေကိုအသုံးပြုနေကြရပြီးလက်ရှိစုံမစနစ်အတွက်ဘယ်လိုလှုပ်ဆောင်ရမယ်ဆိုတဲ့တည်တံ့ညွှန်ကြားချက်တွေထုတ်ပြန်ပေးခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ကျမတို့လည်းအခန်းဆောင်ပါတယ်လက်ရှိတာဝန်ကျနေတဲ့မြို့နယ်တဲမှာဆိုပေမဲ့အခန်းဆောင်တာဝန်ကျတဲ့ကျောင်းနဲ့အိမ်ကမြို့အရှိထိတ်နဲ့အနောက်ထိပ်ဖြစ်နေတော့ဆိုင်ကယ်နဲ့သွားမှာပဲ
ဆောင်းမဝဲရက်မှာတော့အဖြူစင်းဝေပြီးသွားမှာဆိုတော့ပြဿနာမရှိတော့ဘူးထင်တာပဲကျမတို့အတွက်ဝင်ကြီးဌာနကနေတိတိကျကျထုတ်ပြန်ပေးမယ်ဆိုရင်တော့အကောင်ဆုံးပေါ့အခုအထိတော့ဘာမှညွှန်ကြားလာတာမျိုးတော့မရှိသေးဘူးလို့ချမ်းမြသာစီမြို့နယ်ကကျောင်းဆရာမတူကပြောပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့အရှိအလဲပိုင်းဒေသစစ်ရေးပဋိပက္ခတွေကြောင့်73စီချွေတာဖို့အတွက်စုံမခွဲပြီးတရချားတစ်ခါမောင်းနေရမယ်စစ်ကော်မရှင်ရဲ့ထုတ်ပြန်သတ်မှတ်ချက်အရကားရီအတွက် 2A 4A 1A 3A စသဖြင့်စုံမရဲ့ခွဲခြားသတ်မှတ်ထားသလိုဆိုင်ကယ်တွေမှာလည်း 1W 11W မှာ 2W 12W စုံလို့သတ်မှတ်ရမှာဖြစ်ပေမဲ့မြေပြင်မှာကွဲလွဲမှုတွေရှိနေရာပြည်သူတွေမှာလည်းဝေဝါးနေကြကြောင်းသတင်းရရှိပါရရှင်နောက်ဆုံးသတင်းတပေါ်အနေနဲ့စကိုင်းတိုင်းမုံရွာမြို့နယ်မှာရှိတဲ့အကြံဖက်စစ်အုပ်စုကထနောင်းတော်မြောက်ကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးအရက်သား2ဦးကိုပစ်ခတ်တပ်ဖြတ်ကနေအိမ်တွေကိုမှွေနောက်ခါမိရှို့ဖျက်ဆီးခဲ့တယ်လို့မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံကနေသတင်းရရှိပါရယ်မတ်လ9ရက်နေ့ညပိုင်းကမုံရွာမြို့နယ်စွမ်းရည်ထက်စီဆိုင်ကိန်းမှာရှိတဲ့အကြံဖက်စစ်အုပ်စုတွေဟာထနောင်းတော်မြောက်ရွာကိုတနက်ဖြစ်ပေါက်စီးနေဝင်ရောက်ခဲ့ပြီးကြီးရွာထဲမှာရှိတဲ့အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးတို့ကိုပစ်တက်သွားတယ်လို့သိရပါရယ်ဒါအပြင်ကြေးရွာအတွင်းကနေအိမ်တွေကိုမှွေနှောင်မိရှို့ဖျက်ဆီးခဲ့ကြသလိုအရက်သားတွေအနေနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် PDF တွေလက်ခံထားရင်အခုလိုစစ်ကြောင်းထိုးမိရှို့တပ်ဖြတ်ခံရမယ်ဆိုတဲ့ချင်းချောက်စာတွေလည်းရေးသားခဲ့ကြတယ်လို့လည်းသိရပါဗျ။ထနောင်းတော်မြောက်ကြေးရွာတဲကိုဝင်လာတဲ့စစ်အုပ်စုစစ်ကြောင်းတွေထဲမှာအမျိုးသမီးပြူစောတိတီးတန့်ပါဝင်တဲ့စစ်ကြောင်းလည်းပါဝင်လာပြီးအဲ့ဒီအမျိုးသမီးပြူစောတိစစ်ကြောင်းကရွာကိုမှွေနှောက်ပြီးပစ္စည်းတွေခိုးယူခဲ့တယ်လို့မုံရွာခရိုင်အမှတ်လေးတပ်ရင်တက်ခွဲ3မုံရွာနိုင်ခင်အဖွဲ့ထံကနေသိရပါဗျ။ပြူစောတိအမျိုးသမီးတွေဟာစစ်ဆောင်အရက်သားတွေကြံခဲ့တဲ့တမိုးကြီးပစ္စည်းတွေနဲ့ပတ်ဆက်တွေခိုးယူခဲ့တယ်လို့အဝတ်အစားတွေလဲဝဲတာ၆ဝက်သွားတာတွေလည်းလှုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါဗျ။ဒါအပြင်လက်ရှိမှာမုံရွာမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းတွေပြိုင်ထိုးနေတာကြောင့်အရက်သားတွေအနေနဲ့စစ်ရေးတတိရှိကြဖို့တော်လိုင်းအင်အားစုတွေကတိုက်တွန်းထားကြောင်းသတင်းရရှိပါရရှင်။2026ခုနှစ်မတ်လ17ရက်နေ့ဗုဒ္ဓဦးနေ့ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရရှင်။ကျေးဇူးတင်ပါတယ်ရှင်။